ချက်ဒီမရှိတော့မင်္ဂလာပါဗျာမင်းရှိတို့အနေနဲ့ပေါ့တနေ့ကိုကျွန်တော်တို့ကီလိုမီတာ100ကျော်မောင်းရတဲ့လုပ်ငန်းရှင်တယောက်ဆိုရင်တစ်လားတစ်နှစ်စာလောင်စာဆီဘိုးကဘယ်လောက်ထိကုန်နေမလဲပေါ့ဗျာအခုလိုလောင်စာဆီကုန်ကျစရိတ်တွေကကျွန်တော်လုပ်ငန်းတစ်ခုရဲ့နေ့စဉ် level စီမှာအရေးကြီးတဲ့ဝန်ထုတ်ဝေဖို့တစ်ခုဖြစ်နေတဲ့အချိန်မှာဒါစီမသုံးမနဲ့ဗျာလျှက်စစ် EV နဲ့မောင်းနေကုန်တွေကတစ်စီးကိုပြောင်းသုံးလိုက်ရင်ကျွန်တော်တို့တကယ်ပဲလုပ်ငန်းအတွက်တွက်ချီကိုက်မလားပေါ့ဗျာဒီမေကွန်းကကျွန်တော်လုပ်ငန်းရှင်တော်တော်များများသိချင်နေကြတဲ့မေကွန်းတစ်ခုပါဗျာဒါကြောင့်ဒီနေ့မိတ်ဆက်ပြီးမေကတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပေါ့နော်မြို့ရင်းကုန်စည်ပို့ဆောင်ရေးနဲ့ကျွန်တော် delivery လမ်းကြောင်းတွေမှာဒါစိတ်ဝင်စားစရာကောင်းလာတဲ့ဒါ Neomon D05 EV ပဲဖြစ်ပါတယ်ဗျာဒီကားကဗျာပုံမှန်မီဒီထွက်နေတဲ့မတူဘဲနဲ့ကျွန်တော်ရှေ့ပိုင်းမှာဒါထူခြားတဲ့ဘူဝက်ပုံစံဒီဇိုင်းနဲ့ထပ်လာတာကိုတွေ့ရမှာပါပြီးတော့ဒီကားမှာလည်းကျွန်တော်တို့ကာဘိုဘော်လီပုံစံအမျိုးမျိုးနေလုပ်ငန်းလိုအပ်ချက်အလိုက်ရွေးချယ်နိုင်တာကလည်းစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုပါဗျဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကဒီကားရဲ့အပြင်ပိုင်းဒီဇိုင်းပြီးတော့ကာဘိုဘော်လီရွေးချယ်စရာ variety အရွယ်အစားပြီးတော့ range နဲ့လက်တွေ့ဘယ်လောက်ထိမျှော်မှန်းသင့်တယ်ပေါ့မေ့ဆိုလို့အနေနဲ့ကုန်နေနိုင်စွမ်းနေပြီးတော့ပေါ့နော်ပြီးတော့မော်တော်ဆန်းဆောင်ရေးအားသိန်းချိန်အားသာချက်အားနည်းချက်နဲ့ပြန်ရောင်းစေအခြေအနေပေါ့တော့ပြီးတော့အရေးကြီးဆုံးဖြစ်တဲ့ပေါ့နော်ဘယ်လိုလုပ်ငန်းရှင်တွေအတွက်ကဒီကားတကယ်တင့်တော်မလဲဆိုတာကိုဒါတစ်ချက်ချင်းကျွန်တော်နေပြောပြပေးသွားမှာပါဒါကြောင့်မိတ်ဆွေတို့အနေနဲ့ဒီကားကိုစိတ်ဝင်စားတယ်ဆိုရင်တော့ဗီဒီယိုရဲ့အဆုံးထိကြည့်ရှုပြီးဖို့ကျွန်တော်အနေနဲ့ဖိတ်ခေါ်ပါတယ်ဗျာဒါဆိုကျွန်တော်တို့ပထမဆုံးဒီကားရဲ့အပြင်ပန်းဒီဇိုင်းအောင်ကြည့်အောင်ဗျာဒီကားလေးကကျွန်တော်တို့ပုံမှန်ကုန်တင်မီဒီထွက်နေတဲ့ရှင်ကြည့်လိုက်ရင်ဒီကားလေးကတော်တော်လေးကွဲထွက်နေတာပါဗျာတခြား EV နဲ့ရှင်နေပေါ့ဗျာအထူးသဖြင့်ရှေ့မျက်နှာစာနဲ့မီဒီဒီဇိုင်းကထူးခြားပါတယ်ဗျာဘူဖတ်ပုံစံဖြစ်တာကြောင့်ကျွန်တော်တို့ပုံမှန်မီနီထွက်တွေထဲလမ်းမပေါ်မှာအမြင်ပိုထင်ရှားတဲ့ပုံစံမျိုးဖြစ်ပေါ်စေတယ်ပေါ့ဗျာဒီချက်ကလည်းဒါလုပ်ငန်းသုံးကားအနေနဲ့အသုံးဝင်နိုင်ပါတယ်ဗျာဘာလို့လဲဆိုရင်တော့ဗျာကိုကုမ္ပဏီရဲ့ logo ဒါမှမဟုတ် brand ပေါ့ဗျာ delivery service နေမိနဲ့ထည့်သုံးပြီးအသုံးပြုမယ်ဆိုရင်တော့じゃလမ်းမပေါ်မှာကိုယ့်လုပ်ငန်းအတွက်လူတွေပို့ပြီးမှတ်မိစေမှာပါဗျာကားဒီဇိုင်းကလည်းတခြားကားတွေနဲ့မတူဘဲနဲ့တော်တော်လေးကိုထူးထူးခြားခြားလုပ်ထားတဲ့ကားလေးတစ်စီးပေါ့ဗျာကျွန်တော်တို့ဒီကားရဲ့အနောက်ဘက်ကာကိုပိုင်းကိုကြည့်မယ်ဆိုရင်ဒါလုပ်ငန်းအမျိုးအစားလိုက်ပေါ့ဒါ body ရွေးချက်နိုင်တာကလည်းဒါအားသာချက်တစ်ခုပါဗျဥပမာကျွန်တော်ကုန်ပစ္စည်းကိုမိုးရီတို့နေရောင်နဲ့ဖုံးမိုးကာကွယ်ဖို့လိုအပ်တဲ့လုပ်ငန်းမျိုးဆိုရင်ပေါ့ဗျာဒါကာကိုဘန် body ကပို့ပြီးတော့တင့်တော်ပါတယ်ဗျာနောက်တစ်ဖက်မှာလည်းဗျာကုန်ပစ္စည်းကိုကျွန်တော်အလွယ်တခြားတင်ချခြင်းနဲ့ကျွန်တော် B pack ကပါတင်ချခြင်းနဲ့ဆိုရင်ဒါ pick up body ကပို့ပြီးတော့အဆင်ပြေပါတယ်ဗျကုန်နေရွယ်စားကိုလည်းကျွန်တော်ပြောမယ်ဆိုရင်ဒီကားရဲ့ pick up အဲအရွယ်စားဆိုရင်ကျွန်တော်တို့အလျားကကျွန်တော်10ပီခွဲလောက်နေပေါ့နော်အနံကတော့9ပီ3လက်မလောက်ထိရှိပါတယ်ဗျဒီရွယ်စားနဲ့ဆိုရင်တော့ကျွန်တော်တို့မြို့တွင်း delivery လုပ်ငန်းတွေမှာပစ္စည်းတင်ဆောင်ဖို့တော်တော်လေးကိုအသုံးဝင်ပါတယ်ဗျအထူးသဖြင့်ကျွန်တော်တို့အထုပ်ပိုးတွေစတိုးတိုင်းပစ္စည်းတွေအစားအသောက်နဲ့နှိမ့်စင်သုံးပစ္စည်းတွေပို့ဆောင်တဲ့လုပ်ငန်းတွေအတွက်အသုံးဝင်တဲ့ကုန်တင်ကားနေရာတစ်ခုလို့ကျွန်တော်တို့ပြောလို့ရပါတယ်ဗျဒါပေမဲ့ကုန်တင်တဲ့အခါမှာကျွန်တော်တို့ကအလေးချိန်ကိုပဲကြည့်တာမဟုတ်ဘဲနဲ့ကုန်ပစ္စည်းရဲ့ကျွန်တော်တို့အလျားလို့အနံလို့အမြင့်ပမာဏကိုပါထပ်တွက်ဖို့လိုပါတယ်ဗျဒါကြောင့်ဒီကားကိုရွေးချယ်တဲ့အခါကားရဲ့ပုံစံတစ်ခုတည်းကိုပဲမကြည့်ဘဲနဲ့ဒါကိုလုပ်ငန်းမှာဟောဘာတွေတင်မလဲဘယ်လိုပို့မလဲဆိုတာကိုပါတွဲစဉ်းစားဖို့လိုပါတယ်ဗျမိတ်ဆွေတို့အနေနဲ့ဒါကြောင့်ဒီကားရဲ့အရေးကြီးဆုံးအပိုင်းတွေတစ်ခုဖြစ်တဲ့ဒါ battery နဲ့ range bound ကိုဆက်ပြီးကြည့်အောင်ဗျNeomon D05 မှာ NSP ဘက်ထရီကိုအသုံးပြုထားပါတယ်ဗျ။ NSP ဆိုတာကတော့ဗျာ lithium ion phosphate ဘက်ထရီအမျိုးအစားဖြစ်ပြီးတော့အပူဒဏ်ကိုခံနိုင်အောင်ဘက်ထရီပြုလုပ်ထားတဲ့ဘက်ထရီအမျိုးအစားဖြစ်လူတီများပါတယ်ဗျာ။ဒီ EV တော်တော်များများပါလေဒီဘက်ထရီကိုပဲတော်တော်များများအသုံးပြုထားတာပေါ့။ဒါကတော့တော်တော်များများသိတဲ့ဘက်ထရီအမျိုးအစားပါဗျာ။ဒီကားမှာသုံးထားတာမှာတော့ 24kW ဘက်ထရီနဲ့လာပြီးတော့ကျွန်တော်တို့ကုမ္ပဏီဖော်ပြချက်အရ range ကတော့ဒါ180 km ဝန်းကျင်ထိရှိပါတယ်ဗျဒါပေမဲ့ဒီနေရာမှာလုပ်ငန်းရှင်တွေအနေနဲ့တတိထားရမှာအချက်တစ်ခုရှိပါတယ်ဗျကုမ္ပဏီကဖော်ပြတဲ့ range နဲ့ကိုယ်တိုင်နေ့စဉ်မောင်းတဲ့အခါရနိုင်မဲ့ range ကတော့အမြဲတူနေမှာတော့မဟုတ်ဘူးပေါ့ဗျဘာလို့လဲဆိုတော့ကိုကကုန်ဘလောက်တင်ထားလဲလမ်းအခြေအနေဘယ်လိုရှိတယ်ပေါ့နော်ပြီးတော့ AC ဘယ်လောက်ထိသုံးထားသလဲမြို့ထဲမှာမီးပိုင်ဘယ်လောက်များများရှိလဲပြီးတော့ရင်မောင်းသူတွေမောင်းနေပုံဒီအချက်တွေကြောင့် range ကပြောင်းလဲနိုင်ပါတယ်ဗျအထူးသဖြင့်မြို့ရင်း delivery လုပ်တဲ့အခါကုန်အပြည့်ကျွန်တော်တို့တင်ပြီးတော့ AC ဖွင့်ရတဲ့နေ့တွေမှာဆိုတော့ range ကတော့ကျွန်တော်တို့မြင်မြန် short နိုင်ပါတယ်ဗျဒါကြောင့်180 km ဆိုတဲ့
green room ကိုတော့အပြေးအဝအားကိုးထားတဲ့အရန် range ကိုခြံထားပြီး road ကိုကျွန်တော်တို့ကြိုတင်တွက်ထားဖို့တော့ပိုပြီးလိုအပ်တယ်ပေါ့ဗျာလက်တွင်းမှာဘယ်လောက်ရမလဲဆိုတာကိုတော့ကိုယ့်ရဲ့ဒါကုန်းအလေးချိန်ရင်ပြီးတော့လမ်းအချိန်ကြီးပြီးတော့ AC အသုံးပြုမှုနဲ့မောင်းနှင်ပုံမူတည်ပြီးကွာနိုင်တာကြောင့်ကျွန်တော်တို့ကတိတိကျကျကီလိုမီတာတစ်ခုတွက်တတ်မှတ်ပြီးတွက်တာမတွက်တာပို့ပြီးတော့မိတ်ဆွေတို့လည်းပိုကောင်းတယ်ပေါ့ဗျာကိုကဘယ်လောက်ရောက်တယ်ဆိုတာကိုလည်းကျွန်တော်တေချာတွက်ချက်ဖို့တော့လိုအပ်ပါတယ်ဗျာဒါကြောင့်တနေ့ကိုလုပ်ငန်းကဒါကီလိုမီတာပေါ့ဗျာ100လောက်ပဲမောင်းရတယ်ဆိုရင်တော့ range ကိုတရားတိတိကျမတွက်သင့်ပါဘူးဗျာအပူရန် range တစ်ခုတော့ခြံထားဖို့ပိုစိတ်ချရတယ်ပေါ့ဗျာနောက်ထပ်လုပ်ငန်းရှင်တွေအတွက်အရေးကြီးတာကဒါကုန်တင်နိုင်စံပေးတော့ပါဗျာနေမောဒီ05 mini track ရဲ့ထုတ်လုပ်မှုအချက်လက်မှာတော့ဒါပြီးတော့ကိုတော့ကျွန်တော်930အထိကီလိုဂရမ်အထိတော့ကျွန်တော်ဖော်ပြထားတာကြောင့်မြို့ရင်းကုန်စည်ပို့ဆောင်ရေးနဲ့လုပ်ငန်းတွေမှာတော်တော်လေးအသုံးဝင်နိုင်ပါတယ်ဗျဒါပေမဲ့ပြီးတော့ကိုရွေးချယ်တဲ့အခါကျွန်တော်ကကားတင်နိုင်တဲ့အလေးချိန်တွေမဟုတ်ဘဲနဲ့ဒါကိုတင်မဲ့ကုန်ရဲ့အရွယ်အစားနဲ့ပမာဏကိုပါထက်တွက်ဖို့လိုအပ်လာပါတယ်ဗျအရေးကြီးဆုံးကတော့ဗျကားရဲ့ကျွန်တော်သတ်မှတ်ထားတဲ့ပေးတို့ထွက်ကြော်ပြီးမတင်သင့်ပါဘူးဗျကျွန်တော်စီကားလေးတို့တော့heavy တွေတင်လို့တော့မရဘူးဗျသူတို့သတ်မှတ်ထားတဲ့ပေးတို့တိုင်းပဲတင်တော့ပို့ပြီးတော့ကျွန်တော်တို့အဆင်ပြေတယ်ပေါ့ဗျာဒါဆိုကျွန်တော်တို့မော်တာဆွမ်းဆောင်ရေးပိုင်းကိုကြည့်ရအောင်ဗျဒီကားကအဝေးပြေးလမ်းမှာမောင်းဖို့အဓိကရည်ရွယ်ထုတ်လုပ်ထားတဲ့ကားလုံးဝမဟုတ်ပါဘူးဗျကျွန်တော်တို့မြို့တွင်းကုန်စည်ပို့ဆောင်ရေးအတွက်အဓိကထုတ်လုပ်ထားတဲ့ mini EV truck တစ်စီးလို့ပြောရင်ဒါပုံမှန်ပါတယ်ဗျမော်တာက 30kW မြင်းကောင်ရေအားဖြင့်တော့41မြင်းကောင်ရေဝင်ကျင်ရှိပြီးတော့ peak torque ကတော့ကျွန်တော်110 Newton meter အထိရှိပါတယ်ဗျ top speed ကတော့ကျွန်တော်81 km ဝန်းကျင်ရှိတော့ရှိပါတယ်ဗျဒါကြောင့်ဒီကားလေးကိုကျွန်တော်မြို့တွင်း delivery ပို့လာလို့ကျွန်တော် warehouse ကဒီဆိုင်ကိုပို့လာလို့နေ့စဉ်အတူအလက်လုပ်ငန်းတွေမျိုးဆိုရင်တော့ဒီကားလေးကတော်တော်လေးကိုအဆင်ပြေတဲ့အထင်းမှာပါတယ်ပေါ့ဗျာ EV ရဲ့သုံးတဲ့အတွက်ကြောင့်လို့စီတဲ့ကျွန်တော်တို့စီထည့်ကြမလို့ပေါ့ဗျာနောက်တစ်ချက် EV ဖြစ်တဲ့အတွက်ဂီယာအဆင့်ချင်းပြောင်းစီရမလိုဘဲနဲ့မောင်းနှင်ရတာဒါရိုးရှင်းပါတယ်ဗျာအထူးသဖြင့်ကျွန်တော်မြို့တွင်းမှာခဏခဏရက်တယ်ခဏခဏထွက်ရတဲ့လမ်းကြောင်းတွေမှာဆိုရင်တော့ရှင်မောင်းသူအတွက်ကတော့ပို့ပြီးတော့ဒါအဆင်ပြေနိုင်ပါတယ်ဗျာနောက်ထပ်အားသွင်းစနစ်ကိုလည်းကျွန်တော်ကြည့်မယ်ဆိုရင်ထုတ်လုပ်သူရဲ့ specification အရာပေါ်တော့ AC charger အတွက်ကျွန်တော်4နာရီခွဲအထိကြာနိုင်ပြီးတော့ power charger အားကတော့ 6.6 လို့ကျွန်တော်ဖော်ပြထားတာတွေ့ရတယ်ပေါ့ဗျာအားသွင်းတာအပြင်ကျွန်တော်တို့ fast charging လေးကိုလည်းအသုံးပြုနိုင်တဲ့ version တွေမှာဆိုရင်တော့ version တွေကျွန်တော်ပါဝင်ပါတယ်ဗျပုံမှန်အားသွင်းတာဆိုရင်တော့အချိန်ကျွန်တော်တို့ပိုကြာနိုင်ပြီးမြဲကျွန်တော်တို့ charger station ရုံလုံးမျိုး fast charger နဲ့အားသွင်းမယ်ဆိုရင်တော့ပိုပြီးတော့မြန်အားသွင်းနိုင်ပါတယ်ဗျline ပေါ်လည်းဒါကိုတော်တော်များများတင်နေသူတွေ့ရတယ်ပေါ့နော်ဒီအပြင် fast charger မှာအမြန်အားသွင်းစနစ်သိမ်းမဲ့ဆိုရင်ကျွန်တော်တို့တနာကြီးဒီလောက်ပဲဒါသွင်းရတယ်လို့ဆိုတဲ့အချက်လက်တွေတွေ့ရတယ်ပေါ့ဗျာဒါပေမဲ့တကယ်ကြာမဲ့အချိန်ကတော့ဒါ charger ရဲ့ကားရဲ့ battery အခြေအနေနဲ့အားသွင်းတဲ့အဆင့်မူတည်ပြီးတော့ကျွန်တော်ကွာခြားနိုင်တာကိုလည်းကျွန်တော်တို့ထပ်တွက်ရမယ်ဟုတ်ဗျာဒါကြောင့်ကိုကတနေ့တာ delivery အလုပ်ပြီးတဲ့အချိန်မှာညှပ်တဲ့ပုံမှန်အိမ်မှာအားသွင်းတာမျိုးကအဆင်ပြေသလိုခီးလမ်းမှာလည်းအားဖြည့်ဖို့လိုလာရင်လည်း fast charging station နဲ့ရှိတဲ့နေရာမှာကျွန်တော်တို့အားဖြည့်နိုင်ရလဲဒါအားသက်ချက်တစ်ခုဖြစ်ပါတယ်ဗျာဒါကြောင့်ကားဝယ်မဲ့သူတွေအနေနဲ့ပေါ့နော်ကိုနေရာမှာဒါ charger တက်ဆင်နိုင်ပြီးတော့လျှက်ဆင်ပြီးအခြေအနေဘယ်လိုရှိတယ်ကိုဝယ်မဲ့version က fast charger ကျွန်တော်တို့လက်ခံနိုင်မခံနိုင်ဆိုတာလေးကိုလည်းကျွန်တော်ကားမဝယ်ခင်တည်းကတေချာကျွန်တော်တို့စုံစမ်းပြီးတော့တေချာစစ်ဆေးဖို့တော့လိုအပ်တယ်ပေါ့ဗျာနော်ဒါဆိုရင်ကျွန်တော်တို့ဒီကားလေးရဲ့အတွင်းကမ်းပိုင်းကိုကြည့်အောင်လားအတွင်းကမ်းပိုင်းကတော့ကျွန်တော်တို့ commercial mini truck တစ်စီးရဲ့လိုအပ်တဲ့အခြေခံအရာတွေပါဝင်ပါတယ်ဗျကျွန်တော် column display တို့ night display navigation တို့ bluetooth တို့ဒါနဲ့ AAC စနစ်တွေတဲ့ဒါပါရှင်းပြီးတော့ပါရှင်းအမြင့်တွေမှာဆိုရင်တော့ဗျာကျွန်တော်တို့safety အကူအညီပေးတဲ့တခြားအချို့တွေပါဝင်တာကိုတွေ့ရမှာဗျာဒီ EP ကတော့ပါရှင်းအမျိုးမျိုးနဲ့လာတယ်ပေါ့ဗျာဒါပေမဲ့ဒီ feature တွေက model နဲ့ version အကွာလိုက်ကွာနိုင်တာကြောင့်ကျွန်တော်တို့ကိုဝင်မဲ့ကားရဲ့ specification ကိုလည်းတေချာစစ်ဆေးဖို့လိုအပ်ပါတယ်ဗျာဒါဆိုရင်ကျွန်တော်တို့ဒီကားရဲ့အားသာချက်ကိုပြောရမယ်ဆိုရင်ပထမဆုံးကတော့ဗျာတော့နေ့စဉ် level 6ကို short ချနိုင်ဖို့အခွင့်အရေးပိုရှိတာပါဗျာကျွန်တော်တို့ကစီနဲ့မောင်းတဲ့အစားကျွန်တော်တက်စနဲ့မောင်းတာဖြစ်တဲ့အတွက်ပေါ့ဗျာလောင်စာကြီးဝယ်ရတဲ့ဈေးအားသိဈေးနဲ့ကျွန်တော်လည်းပတ်နိုင်ပါတယ်ဗျပြောမဆိုဗျာစီထည့်ရမယ်ကျွန်တော်တို့ဒုက္ခကိုလည်းကျွန်တော်တို့ကင်းဝေးတယ်ပေါ့ဗျာဒုတိယအချက်ကကျွန်တော် maintain နဲ့ပါဗျာ engine မပါတဲ့ EV ဖြစ်တာကြောင့်ကျွန်တော် engine wine လဲရမယ် engine နဲ့ပတ်သက်တဲ့ပစ္စည်းတွေပေါ့ဗျာဒါ
ပြုပြင်ထိန်းသိမ်းမှုတွေကိုကျွန်တော်လုံးဝမလိုတော့တာမျိုးရေရှည်မှာတော့ maintenance စရိတ်ကိုကျွန်တော် short ချနိုင်ပါတယ်ဗျနောက်ထပ်အားသာချက်တစ်ခုကဒီကားရဲ့ထူးခြားတဲ့ design ပါဗျဘူဖက်ပုံစံဖြစ်တာကြောင့်ပုံမှန်ကုန်တင်ကားတွေထက်ရှင်ရီလမ်းမပေါ်ပို့ပြီးထင်ရှားပြီးတော့ delivery လုပ်ငန်းတွေအတွက်ကို့ brand ကိုပို့ပြီးတော့မြင်သာစေပါတယ်ဗျတခြား EV တွေရှိပါတယ်ဗျဒါပေမဲ့ဒီကားလောက်design ဆန်းဆန်းထွက်လာတာတော့ကျွန်တော်တို့မတွေ့ရသေးဘူးပေါ့ဗျဒါပေမဲ့ EV ဖြစ်တာနဲ့ကျွန်တော်တို့အားသာချက်တွေပဲရှိသလားဆိုတော့မဟုတ်ပြန်ပါဘူးဗျပထမဆုံးrain planning ကိုလိုအပ်ပါတယ်ဗျအထူးသဖြင့်ကျွန်တော်တို့ကုန်လေးချင်းများများတင်ရတဲ့နေ့ AC အများကြီးသုံးရတဲ့နေ့တွေမှာ rain short နိုင်တာကြောင့်နေ့စဉ်ကျွန်တော်က rain short နိုင်တာကြောင့်နေ့စဉ်ကျွန်တော်တို့တွက်ချက်ထားဖို့လိုအပ်ပါတယ်ဗျနောက်တစ်ခုကတော့ကျွန်တော်မြန်မာနိုင်ငံလူတွေအားလုံးသိကျင်တဲ့အချက်ပေါ့နော်ပြန်ရောင်းစည်းကိုကျွန်တော်ဘယ်လိုစဉ်းစားမလဲပေါ့ဗျာဒီကားကကျွန်တော်တို့မြန်မာနိုင်ငံမှာကားဝယ်သူတွေအနေနဲ့အထူးသဖြင့်စဉ်းစားသင့်တဲ့အချက်တစ်ခုရှိပါတယ်ကျွန်တော်တို့ကကားတစ်စီးကိုဝယ်တဲ့အခါအခုအသုံးပြုလို့ကောင်းမကောင်းပဲကြည့်တာမဟုတ်ပါဘူးဗျာနောက်တစ်ချိန်ဒီကားလေးကိုပြန်ရောင်းတဲ့အခါဘယ်လောက်တန်ဖို့ရမလဲဆိုတာကိုပါကျွန်တော်ထက်တွက်ကြတာပါဒါကကျွန်တော်တို့မြန်မာနိုင်ငံကားဝယ်သူတွေတော်တော်များများထက်တွက်လေးရှိတဲ့တွက်ကိန်းပေါ့ဗျာ EV မှာတော့ရိုးအင်ဂျင်ကားတွေမတူတဲ့အချက်တစ်ခုပဲပါလာပါတယ်ဗျာကားပြင်အောင်တဲ့အခါကားအခြေအနေပိုင်းလေးစတဲ့အပြင် battery cell တွေကလည်းအရေးကြီးလာပါတယ်ဗျာကားကိုကျွန်တော်နှစ်အငယ်နဲ့အသုံးပြုပြီးတဲ့အချိန်မှာ battery capacity ကလည်းကျလာရင်ဝယ်မဲ့သူဘက်ကလည်းကားအခြေအနေbattery အခြေအနေကိုကျွန်တော်သိချကြီးလာနိုင်ပါလေဗျာဒါကြောင့် EV ကိုကျွန်တော်ရိုးအင်ဂျင်ကားတစ်စီးတို့ကြိုတင်ခံမှန်းဖို့ကလက်ရှိအချိန်မှာအနည်းငယ်ပိုခက်ပါလိုက်ဗျပွင့်လင်းပြောရရင်ကျွန်တော်တို့ကပြင်ရောင်းစီးပိုင်းဆိုရင် EV နဲ့စီကားနဲ့ဆိုစီကားအများကြီးတာပြီး EV ကတော့ပြင်ရောင်းစီးမှာကျွန်တော်ရှုံးတယ်လို့ပြောရမယ်ပေါ့ဗျပြီးတော့နီးပညာတွေအများနဲ့ပြောင်းနေတဲ့အတွက် model အသစ်တွေဘယ်ဒီနီးပညာအသစ်တွေထပ်တာကလည်းနောက်မှာပြင်ရောင်းစီးပေါ်တက်ရောက်နိုင်ပါတယ်ဗျဘက်ထရီပြတ်သွားရင်ကျွန်တော်တို့ကဘယ်လောက်ကုန်နေပေါ့ဗျနောက်ထပ်လုပ်ငန်းရှင်တွေအနေနဲ့မမေးသင့်တာကဘက်ထရီပေးကော့ပေါ့ဗျာEV မှာကျွန်တော် engine မရှိတာကြောင့်ကျွန်တော် meeting နဲ့ချို့တက်တာနိုင်ပြီမယ်ကျွန်တော် battery pack ကတော့တန်ဖိုးရှိတဲ့ကျွန်တော် component တစ်ခုဖြစ်ပါတယ်ဗျbattery ကအချိန်ကြာလာတဲ့အမျှဗျာအချိန်battery capacity ကကြာရှင်းလာနိုင်ပါတယ်ဗျဒါပေမဲ့ battery capacity နည်းလာကျလာတာအများ battery pack တစ်ခုလုံးကိုကျွန်တော်ချက်ချင်းလဲရမယ်လို့မဆိုလိုပါဘူးဗျbattery ရဲ့အခြေအနေရဲ့ပြဿနာဖြစ်တဲ့မူတည်ပြီးတော့ကျွန်တော်တို့ကmodule down mode ကျွန်တော်အစိမ့်ပိုင်းတချို့ကိုပြုပြင်လဲတဲ့အခြေအနေတွေရှိပါတယ်ဗျတကယ်လို့ဗျာဘက်ထရီပတ်တစ်ခုလုံးလဲဖို့လိုလာရင်တော့ကျွန်တော်တို့ဒါကုန်ကြစိကတော့ကျွန်တော်ကားတန်ဖိုးရဲ့တဝက်နီးပါးအထိရှိပါတယ်ဗျအထူးသဖြင့်ပေါ့ဗျာကျွန်တော်တို့မြန်မာနိုင်ငံမှာဒီကားကိုဝယ်မဲ့သူတွေအနေနဲ့ကျွန်တော်ကကားမဝယ်ခင်ရာဒီဝယ်မဲ့ကား showroom ကျွန်တော်ကြိုပြီးမေးသင့်ပါတယ်ဗျ warranty ဘက်ထရီ warranty ဘယ်လောက်ထိပေးတယ်လဲပေါ့ဗျာ battery health ဟိုကျွန်တော်ဘယ်လိုစစ်ဆေးပေးတယ်ဘက်ထရီပြဿနာဖြစ်ရင်ဘယ်လောက်လို့ရတာပြီး module တစ်ခုချင်းကျွန်တော်လဲလို့ရတာဘက်ထရီပတ်တစ်ခုလုံးလဲရင်ကျွန်တော်ကုန်ကြစိတ်ဘယ်လောက်ရှိတယ်ဆိုတော့ပါပြီးတော့စပယ်ဘက်ကျွန်တော်တို့အသုံးပြုရတာလွယ်လားပြီးတော့ official service center တွေကျွန်တော်တို့ရှိလာပေါ့ဗျာဒါတွေကိုကျွန်တော်တို့ကားမွေခင်ကကျွန်တော်တို့ကဒီကား showroom ဘက်ကိုကျွန်တော်တို့ကြိုတင်မေးထားသင့်ပါတယ်ဗျာဒါဆိုရင်ကျွန်တော်တို့က EV ကလုံးဝမဝယ်သင့်ဘူးလားပေါ့ဗျာဒါမေးခွန်းရှိလာပြီပေါ့ဗျာအဲ့လိုတည်းမဟုတ်ပါဘူးဗျာဒီချက်တွေက EV မကောင်းဘူးလို့ပြောတာမဟုတ်ပါဘူးဗျာ EV ရဲ့အားသာချက်ကနေ့စဉ်မောင်းနေစေးကို short ချနိုင်တာရဲ့ကျွန်တော် maintain တဲ့တချို့ကိုတတ်တာစေနိုင်ပါတယ်ဗျာဒါပေမဲ့ကားတစ်စီးရဲ့တကယ်ကျွန်တော်တို့ကုန်ကြစိတ်ကိုတွက်တဲ့အခါကျွန်တော်တို့ကဒါဝယ်ယူစိတ်တွေရှိမယ်ပြီးတော့အားသွင်းစိတ်တွေရှိမယ်ပြီးတော့ maintenance တွေရှိမယ်ပေါ့ပြီးတော့ကျွန်တော် battery rate ပေါ့ဗျာ battery rate တွေရှိမယ်ပြီးနောက်ဆုံးပြန်ရောင်းတဲ့အချိန်ရမယ်တန်ဖိုးအားလုံးကိုကျွန်တော်တို့ကစုစုပေါင်းတွက်ပြီးမှပုံမှန်ကန်တဲ့ပေါ်ဆုံးဖြတ်ချက်ကိုချနိုင်ပါဗျာအထူးသဖြင့်ဗျာကျွန်တော်တို့လုပ်ငန်းသုံးကားဆိုရင်ဒီအချက်ကပိုပြီးအရေးကြီးလာတယ်ပေါ့ဗျာဘာလို့လဲဆိုတော့လုပ်ငန်းရှင်တယောက်အတွက်ကျွန်တော်တို့ကားဆိုတာကတွာလာဘူးတစ်လုံးဝမဟုတ်ဘဲနဲ့နေ့စဉ်ဒါငွေရှာပြီးနေတဲ့လုပ်ငန်းသုံးပစ္စည်းတစ်ခုဖြစ်လို့ပါဗျာဒါဆိုNeomo D05 EV ကဘယ်လိုလုပ်ငန်းတွေအတွက်ပိုတင့်တော်မယ်ပေါ့ဗျာဒီလုပ်ငန်းလေးမှာကျွန်တော်အပေါ်မှာလည်းပြောခဲ့သလိုဗျာ online shopping delivery တွေကျွန်တော်တို့အစားအသောက်လုံးပို့တာရဲ့လုပ်ငန်းတွေကျွန်တော်အဖြော်မကဖြန့်ပြီးအထည်လိမ့်နဲ့ပေါ့လူသုံးကုန်ပစ္စည်းတွေကျွန်တော် delivery warehouse ကနေကျွန်တော်တို့ဆိုင်တွေကိုပို့တယ်လုပ်ငန်းမျိုးဆိုရင်တော့နေ့စဉ်ဟုတ်ပေါ့ဗျာသတ်မှတ်ပြီးကျွန်တော်တို့အများအဖြစ်ဗျာမြို့တွင်းမှာပဲကျွန်တော်တို့နင်းရ
ပို့ရတဲ့လုပ်ငန်းတွေဆိုရင်တော့ဒီကားလေးကကျွန်တော်တို့ကစိတ်ဝင်စားစရာကောင်းတဲ့ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်ဗျဒါ EV ကြိုက်နှစ်သက်တဲ့လူတွေဆိုရင်ပေါ့ဗျာအထူးသဖြင့်တစ်နေ့ကိုကီလိုမီတာ100ဝန်းကျင်ဒါမှမဟုတ်ပဲဒီထက်အထက်အနည်းငယ်ပိုမောင်းရပြီးတော့ညဘက်မှာအားသိမ်းနိုင်တဲ့လုပ်ငန်းမျိုးဆိုရင်တော့ပိုပြီးစဉ်းစားသင့်ပါတယ်ဗျဘယ်လိုလုပ်ငန်းတွေအတွက်မသင့်တော့ဘူးလဲပြောတစ်ဖက်မှာလည်းဒီကားရဲ့အောက်ပါအချက်တွေနဲ့တော့ကျွန်တော်လုံးဝမသင့်တော်ဘူးပေါ့ဗျာဥပမာကျွန်တော်ခီးဝေးကုန်စည်ပို့ဆောင်ရတဲ့လုပ်ငန်းတွေပဲ rain နဲ့အားသိမ်းချိန်ကြောင်းတော့အဆင်မပြေနိုင်ဘူးတွေပြီးတော့ကိုယ်အလေးချိန်အများကြီးတင်ရတဲ့လုပ်ငန်းတွေဒီကားရဲ့သတ်မှတ်ပေးလို့ထက်ပုံမလိုအပ်လာရင်ကျွန်တော်ဒီကားရဲ့လုံးဝမသင့်တော်ဘူးပေါ့ဗျာကျွန်တော်ကတနေ့ကိုအကွာအဝေးအများကြီးမောင်းရတဲ့လုပ်ငန်းနဲ့ချာကျန်တဲ့အချိန်ကိုတေချာတွက်ချက်ဖို့တော့ကျွန်တော်လိုလာပါပြီဗျဒါကြောင့်လို့အခုအားလုံးကိုကျွန်တော်တို့ကဒါခြုံဒီကားလေးကိုခြုံကြည့်ရရင် Neomod D05 EV ကအဝေးပြေးခီးရှည်တွေအတွက်မြို့တင်နှိမ့်စဉ် delivery နဲ့ CD logistical လုပ်ငန်းတွေအတွက်ပိုတင့်တော်တဲ့ဒါ EV mini truck တစ်စီးကိုကျွန်တော်တို့လည်းဒါမြင်မိပါတယ်ဗျပြီးတော့သူ့မှာထူးခြားတဲ့ bullet design နဲ့ carbon body ပုံမှန်ဆိုပြရွေးချက်စရာလေးပြီးတော့24K ပဲရှိတဲ့လက်စစ်ဘက်တီလက်စစ်မောင်းနှင်မှုကြောင့်ကျွန်တော်နေ့စဉ် level 6ကိုကျွန်တော် short ချခြင်းတဲ့လုပ်ငန်းရှင်တွေအတွက်ကတော့ဒါဆင့်ဝင်စားစရာကောင်းတယ်ကျွန်တော်ကားတစ်စီးလို့မြင်မိပါတယ်ဗျအကယ်၍မိတ်ဆွေတို့ကတော့မြို့တွင်းမှာတစ်နေ့ကိုကီလိုမီတာ100ဝင်းချင်မောင်းနေပြီးတော့ညဘက်မှာအားသိမ်းနိုင်တဲ့ဆိုရင်တော့ဒါဒီNeomod D05 EV ကစဉ်းစားကြည့်လို့ရပါတယ်ဗျဒါပေမဲ့ EV ဆိုတာကစီမကုန်တော့ဘူးဆိုတဲ့အချက်တစ်ခုနဲ့တော့ကျွန်တော်တို့မဆုံးဖြတ်သင့်ပါဘူးဗျကိုယ့်ရဲ့နေ့စဉ်လမ်းကြောင်းကိုအလေးချိန်အားသိမ်းနိုင်တဲ့အခြေအနေဝယ်ယူရမယ်ကျွန်တော်တို့ကဝယ်ယူရမယ်ဆက်ရှိပြီးတော့maintain နဲ့ battery အခြေအနေနောက်ဆုံးဗျပြန်ရောက်တဲ့အခါရနိုင်မဲ့စုစုပေါင်းတန်ဖိုးကုန်များစိတ်ကိုကျွန်တော်တွက်ချက်ပြီးမှဒါမိတ်ဆွေအနေနဲ့ဆုံးဖြတ်သင့်ပါတယ်ဗျ EV ဆိုတာကတော့ကျွန်တော်တို့စီကားလို့တော့ကျွန်တော်တို့တေချာစီကားလို့တော့မဝယ်သေးဘူးเนาะ EV ကတော့တေချာတွက်ချက်ပြီးမှဝယ်ခြင်းတဲ့ကားထဲမှာပါပါတယ်ဗျမိတ်ဆွေတို့အနေနဲ့ရောဒီလိုထူးခြားတဲ့ bullet design နဲ့ထွက်လာရှိလာတဲ့ဒါNeomod D05 EV ကိုဘယ်လိုမြင်တယ်လဲပေါ့ဗျာကိုယ်လုပ်ငန်းအတွက်ဒီကားတင့်တော်မယ်ထင်လားပေါ့ဗျာကွန်မန့်မှာကိုအမြင်တွေကိုရေးခဲ့ပြီးပါအောင်ဗျာဒီဗီဒီယိုလေးကမိတ်ဆွေတို့အနေနဲ့အသုံးဝင်နေဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း like ရ share လုပ်ပြီးမမေ့ပါနဲ့ဦးဗျာနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဒါကား review တွေကိုလည်းကျွန်တော်အမြဲတမ်းတင်ဆက်ပေးပါလားအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ